ဒီတိုက်ပွဲတွေကလည်းကျွန်တော်တို့ကပြန်ပြန်ပြီးတော့ကျွန်တော်စုပ်လာတယ်ဒီကျွန်တော်တို့ဒီစကန်ကုန်းတွေကလည်းခဏခဏကျွန်တော်တို့ပေးနေရတယ်မြို့တွေကလည်းပေးနေရတယ်ဆိုတော့ကျွန်တော်တို့မှာဘာအရင်တော့လှုပ်ထုတ်လုံဒီအတိုင်းပဲကျွန်တော်တို့လောက်ရတော့မယ်ပေါ့နော်ဒီကျွန်တော်တို့အချင်းချင်းရန်တိုက်ပေးဖို့ပဲရှိတော့တာဗျကျွန်တော်အရင်တော့ကလည်းကျွန်တော်တို့အချင်းချင်းကျွန်တော်ရန်တိုက်ပေးရိုးနေပြီငါပြောနေတာမင်းပထွေးနဲ့ပြောနေတာဟုတ်ဘူးကျွန်တော်ဘာလို့ပြောနေရငါကူဖုံးပြောနေမင်းတို့ဝင်မပြောနဲ့မပြောပါဘူးဗျာဟုတ်ကဲ့ပါဘာမဟုတ်ပါဘူးဖုံးလိုက်နေပြတ်သွားနေတူတယ်ဗျဟုတ်ကဲ့ပါကျွန်တော်တို့ဒီအချင်းချင်းတွေကျွန်တော်ရန်တိုက်ပေးရမယ်ဗျဟုတ်ရန်တိုက်ပေးဖို့လည်းကျွန်တော်မှအစင်းစင်းရှိနေပါဟုတ်ကဲ့ပါရထားပါဟိုရင်တိုင်းပဲဖျားတယ်လိုက်မယ်လေကျွန်တော်တို့လည်းဖျားဟိအောင်ဘာလို့ရှောက်ပြောနေတာလဲမဟုတ်လေဟိုဖျားတယ်ပြီးရရချီလိုက်မယ်လို့ဒါအဲ့ဒါပြောတာလေဖုံးလိုင်းကနည်းနည်းပြက်သွားလို့ပါဟုတ်ကျွန်တော်တာဝန်တိုင်းနေလဲခဏလေးကျွန်တော်တို့အဖြူခံနေရတော့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါရထားပါတချို့ကြီးရဲ့မိုင်တဲရတယ်မကောင်းဘူးရပြီတချို့မိုင်တဲမကောင်းတာလေမင်းနေမဟုတ်ဘူးတတိုင်းပြည်လုံးနဲ့တည်တယ်တကဘာလုံးနဲ့တည်တယ်ဟုတ်လေအဲ့ဒါနည်းနည်းပါသူများပြီးတော့ပြည်သူတွေရဲ့ဟိုဒါဘောနော်လူခွင့်ကိုချိုးဖောက်တာဘယ်ဟုတ်ဥစားလဲပြည်သူတွေရဲ့ဒီမိုင်တဲကနေပြီးတော့ဒီဖုန်းထုတ်ခေါ်ဆိုတာတွေပြောတာတွေကိုဂျားပြက်နားထောင်တာတွေပါလုံနေတော့ဗျအဲ့ဒါတွေကအခုမှမဟိုးတုံးနဲ့လုံနေဟိုးတုံးနဲ့ဆက်သွယ်ရေးတစ်ခုတည်းရှိတယ်အဲ့ဆက်သွယ်ရေးဥစ္စာကိုလုံနေတာမင်းတို့လည်းသိရသားနဲ့ကွာပြည်သူတွေရှိကပတ်စံတောင်းပြီးတော့ပြည်သူတွေရှိကိုအပြည့်အဝမသုံးအောင်ဟုတ်လားအပြည့်အဝမသုံးအောင်ပြည်သူတွေရဲ့ဒီဥစ္စာကိုခိုးနားထောင်တာဟာဟျောက်ဟုတ်လေဒါဟိုအရှိတိုင်းပဲပြည်သူတွေပြောလို့အဘောက်ကျွန်တော်တို့ကပြောတာပါကျွန်တော်တော့မဟုတ်ပါဘူးအဘောက်မပြောပါဘူးထားရတယ်အဲ့ဒါကိစ္စတွေငါ့ကိုမပြောနဲ့တော့လောလောဆယ်မင်းငါ့ကိုဘာတွေပြောမှလဲပြောဟုတ်လောလောဆယ်ကတော့ကျွန်တော်တို့ကဟိုတေစင်းနေပဲပြောရမှာပေါ့တေစင်းနေပဲမင်းကလည်း200ကျော်တည်တယ်ဟာဟေ့တော့ပြီးတယ်ကွာအဲ့ဒါကိုမပြောနဲ့ရှေ့ရဟာဘာဘယ်မျိုးမှတော့ဘယ်မျိုးမှဘာတွေဖြစ်ကုန်လဲဘယ်မျိုးမှတော့ကျွန်တော်တို့နိုင်တယ်ဘယ်မျိုးမှတော့ကျွန်တော်တို့ဒီအလန်းလေးကိုကျွန်တော်တို့ဒီပုံစံမှာကျွန်တော်တက်ဆိုင်ပြီးတော့ကျွန်တော်ဘယ်မျိုးမှကျွန်တော်တို့ကနေဘယ်နှယောက်ကိုကျွန်တော်တို့ကနေပေါ်တာတွေဆွဲပြီးတော့ကျွန်တော်တို့ဘလိုတွေကျွန်တော်တို့ကလုံးလိုက်တယ်ဟုတ်အဲ့ဒါလေးရှိပါတယ်ဟိုကျွန်တော်တို့ကနိုင်တာကတော့ကျွန်တော်တို့ဒီကျွန်တော်မြန်မာနိုင်ငံအတွင်းမှာတော့ကျွန်တော်တို့ကနိုင်တဲ့နေရာတော့မရှိသေးဘူးကျွန်တော်နိုင်တဲ့နေရာတနေရာတော့ရှိတယ်ဘယ်နေရာလဲရုရှားမှာနိုင်နေတယ်ရုရှားမှာနိုင်နေတယ်ရုရှားမှာဘာနိုင်တာရုရှားမှာကျွန်တော်တို့ကရုရှားကနေလှမ်းပြီးတော့စီးရေးတင်းတွေလှမ်းပြီးအဲ့မှာတော့ပြောရမယ်ဆိုကျွန်တော်တို့တင်တန်းပို့ထားတဲ့ဟာတွေရှိတယ်အဲ့ဒီမှာသွားပြီးတော့ရုရှားနဲ့ဟိုဖြစ်တဲ့စစ်ဖြစ်နေမှာကျွန်တော်တို့ဒီမြန်မာတပ်သားတွေအဲ့မှာဝင်ပြီးကူနေတယ်အဲ့မှာကူနေတယ်အဲ့မှာတော့အဲ့မှာလည်းအသေးများမယ်အသေးများမှာအဲ့လိုတော့သိထားတယ်မင်းပြောပုံရဆိုရင်ဟုတ်ငါတို့တရားဟိုဆိုရုရှားကြီးကိုငါတို့ဖားကျင်တာနဲ့ပတ်စံလဲရတယ်ငါတို့လည်းဖားပြီးသားလည်းဖြစ်အောင်လို့ဆိုပြီးငါတို့ဒီဘက်ကရဲဘော်တွေကိုအကုန်လုံးဒီရက်စေကျောင်းစင်းနဲ့ရဲဘော်တွေအကုန်လုံးအဲ့ကိုပို့ထားတာပေါ့ဟုတ်ပညာတော်သင်ဆိုပညာတော်သင်မျိုးပို့ထားတာဘာအနေနဲ့ကတော့ကျွန်တော်တို့ရှီယာသတင်းတွေကတော့ဒါပြည်သူရှီယာလာတဲ့သတင်းတွေတကယ်စစ်မြေပြင်ကလာတဲ့သတင်းတွေဖြစ်တဲ့ကြောင့်ဟောပေါ့ဝမ်းသာစရာသတင်းကလည်းရှိလဲရှိမယ်မရှိလဲမရှိဘူးဟဲ့လားဝမ်းနေစရာသတင်းတွေများမယ်ဒါပဲဝမ်းသာလုံးမျက်ရည်များတော့လင်းရှာတယ်တက်ပိုင်ညဦးရေစကားကောင်းပြောပြီးထထဖောက်ရပဲအဘောက်ပြောတာနောက်ဘာလို့ပြောတာလဲမဟုတ်လေစကားကောင်းပြောနေတာဘာလို့ထထပြီးတချင်းဆိုတာလဲလို့ငါလည်းညတော့ကွာတချင်းဆိုကျင်တယ်မင်းတို့နှစ်ယောက်ကလည်းမင်းအစိုးရအိတ်သွားတော့ငါတချင်းဆိုကျင်လို့ပေါ့ဟုတ်လေအဘကပြောမယ်ဘယ်နေရာမှာငါတို့နိုင်တယ်ဘယ်နေရာမှာငါတို့အသာအသီးရတယ်ဘာညာသိကျင်တယ်မလားသိကျင်တော့ဒီကိုမလာနဲ့တေဂရမ်ကိုသွားတေဂရမ်ကွာနော်တေဂရမ်ဘာလဲရှိတေဂရမ်မှာအဘတို့နိုင်နေတယ်တေဂရမ်မှာပဲအဘတို့ကနိုင်တာကျန်တဲ့နေရာမနိုင်ဘူးကျွန်တော်နေရာမနိုင်ဘူးရှိပါတယ်မင်းငါတို့ဘက်ကဒီဥစ္စာဒီတော့စာကလေးကောင်းတို့မျက်နှာပြားကြောင်စိုးတို့ဘာလို့ကြောင်မင်းတို့ပြောသူတို့ကအမြဲတမ်းငါတို့ပြောတယ်နိုင်နေတယ်ဆိုပြီးပြောတာအခုဆိုရင်ကျွန်တော်မြန်မာပြည်မြေပုံမြန်မာပြည်မြေပုံကကျွန်တော်အောက်မှာ6လောက်ပိုင်းကျွန်တော်တင်းနိုင်တိုင်းအဲ့တင်းနိုင်တိုင်းကျွန်တော်ဒီပါလေဘိတ်တို့တဝဲတို့ရှိတယ်အဲ့မှာအခြေအနေမကောင်းတော့ဘူးပုံစံကြည့်ရတာဆိုရင်တော့အခုမြန်မာပြည်မြေပုံက6လောက်ပိုင်းကိုကျွန်တော်ဆုံးရှုံးရတော့မယ်အနေထားမှာရောက်နေပြီအဲ့တင်းလေးရှိတယ်အဲ့ဒါလေးရင်ပြောမယ်ဘိုက်အဲ့လောက်ဒီပဲအဲ့လောက်ဒီဖြစ်နေပြီဘာလို့လဲဆိုတော့ကျွန်တော်ဒီမှာဟိုဘိန်းနဲ့တဝဲမှာလမ်းကားလမ်းရှိတယ်လေအဲ့ကားလမ်းမှာပြောရမှာဆိုရင်ကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေနဲ့ကျွန်တော်တို့ရဲ့စက်ကမှစစ်တပ်နဲ့စေရေးတင်းမာနေရရှိတယ်တိုက်ပွဲတွေဖြစ်နေရရှိတယ်ဟုတ်ပြီအဲ့သတင်းလေးကိုကျွန်တော်တင်ပြပေးမယ်ဟုတ်ပြီနော်အဲ့ဒါတော့ကျွန်တော်တို့ဘယ်နေ့ကငါဘာမှမပြောတော့မပြောနဲ့တော့မပြောနဲ့တော့ငါဘာမှမပြောတော့ပြောနဲ့တော့မင်းတင်ပြတော့ပဲငါနားတော့နော်ငါပြောရင်လည်းမင်းတို့ငါ့ကိုပြဿနာရှောတော်ပြီလို့မပြောနဲ့တော့အခုပြောတာကတော်တော်များနေပြီလို့ပြောလို့ဆိုရင်ကျွန်တော်မင်းတို့ပြောပြတာတခွန်းပြောရင်ကျွန်တော်နားလဲပြီလေဘာရဲ့နော်အခုကဘယ်လိုလဲဆိုတော့ဟိုကျွန်တော်ရဲ့ဟိုပေါ့မြေပုံကြီးကိုကြည့်လိုက်အရင်ကတော့မြေပုံကြီးကလှတယ်နော်သူ့ဟာသူအနေထားလေးနဲ့လှတယ်အခုကမြေပုံကမလှတော့ဘူးကျွန်တော်ဘက်ကအနေထားငါတို့မြန်မာမြေပုံကဘာလဲဆိုတော့ဒီဒေါင်းပြိုတကောင်ကနေပြီးတော့6တော့ချောင်းထောက်ပြီးလေတန်းကိုမော့နေတဲ့ပုံစံတိုင်းပဲငါတို့နိုင်ငံမြေပုံကအဲ့ဒီမြေပုံကအခုအဲ့6လောက်ပိုင်းကိုကျွန်တော်ဆုံးရှုံးရတော့မယ်မကြာမီမှာကျွန်တော်ဆုံးရှုံးရမယ့်အနေထားကြီးရှိလာပြီအဲ့ဒါဘာကြောင့်လဲဆိုတော့မဆိုတော့လည်းဘာကြောင့်လဲဆိုတော့ဖေဖော်ဝါရီ15ရက်နေ့ကစပြီးတော့ဒီဘိတ်တဝဲလမ်းပိုင်းမှာရှိတဲ့ကျွန်တော်ရွှေကူတောင်တရားစေးဂိတ်
သိတယ်သိတယ် အဲ့ဒီတရားမှာကျွန်တော်ရဲ့ဒီစစ်စေးဂိတ်ပေါ့စစ်စေးဂိတ်မှာကျွန်တော်အကြမ်းဖက်စစ်တပ်တွေကျွန်တော်အထိုင်ချလာတယ် 10လောက်လုပ်တယ်ငါတို့ဘက်ကလည်းခံရသေးတယ်ကွာ ဟုတ် ခံရတယ်နှစ်ခါမခံရင်ဘူးကွာ10လောက်လုပ်တယ် အဘတစ်ခါပဲခံမယ် အေး ဟုတ်အကျွတ်ညရတော့ ပြဘာကိုပြောနေတာလဲမင်းอ่ะ ဟုတ်လေအဘနှစ်ခါမခံရင်ဘူးဆိုရင်တစ်ခါပဲအဘဟိုဖြစ်မယ်လို့အဲ့ဒါကိုပြောပြတာပါဒီပြဟာပြောတာမဟုတ်ဘူးအဲ့ဒီကျွန်တော်ဒီတရားမှာရှိရကျွန်တော်စစ်စေးဂိတ်မှာကျွန်တော်ရဲ့ဒီစက်ကမှစစ်ကော်မရှင်ကျွန်တော်တပ်သားတွေထိုင်တဲ့ဂိတ်ရှိတယ် ဟုတ်ပြီ အဲ့ဒီဂိတ်ကိုတော်လိုင်းတပ်ဖွဲ့တွေလာရောက်ပြီးတော့တိုက်ခိုက်တယ် တိုက်ခိုက်လိုက်တော့ဘာဖြစ်လဲ တိုက်ခိုက်တော့အဲ့မှာကျွန်တော်ထိထိတိုက်ပွဲတွေဖြစ်တယ်ပေါ့အဘရဲ့ဖြစ်တဲ့အခါမှာဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဘက်ကအသေးပြောက်တွေရှိတယ်အသေးပြောက်တွေရှိတယ်ကျွန်တော်တို့ဟိုပါပေါ့ထိခိုက်တန်ရတဲ့လူတွေရှိတယ် ရှိတယ် အဲ့လိုမျိုးကျွန်တော်တိုက်ပွဲတွေဖြစ်တယ်ဆိုတော့ကျွန်တော်ရဲ့ဒီစက်ကမှစစ်တပ်ကဘာလုပ်လဲဆိုတော့အဲ့ဘေးနာအနီးနားမှာရှိတဲ့ကျေးရွာတွေရှိမယ်အဲ့ကျေးရွာတွေကိုကျွန်တော်လက်နက်ငယ်တွေကျွန်တော်ရန်တမ်းပြီးကျွန်တော်ပြစ်ခတ်နေတယ်ကျွန်တော်သိရတယ်နော်အဲ့လိုပြစ်ခတ်တဲ့အတွက်ကြောင့်တဲ့ဒီရွှေကူတောင်တရားအနီးမှာရှိတယ်ကျွန်တော်ရှင်မထီးရွာနဲ့ကျွန်တော်စောဝရွာအဲ့ရွာထဲမှာရှိတဲ့ပြည်သူ600ခန်းကတော့ကျွန်တော်စစ်ပေးလွတ်ရပေါ့ကြည်လို့ရအောင်ကျွန်တော်ထွက်ပြေးတိတ်ရှောင်နေရတယ်လို့ကျွန်တော်သိရပါတယ် စစ်ပေးရှောင်နေရတာပေါ့ ဟုတ်ကဲ့အဲ့တော့အဲ့နားမှာဟိုတော်လိုင်းတပ်ဖွဲ့တွေလာတိုက်တယ်တော်လိုင်းတပ်ဖွဲ့တွေလာတိုက်တဲ့အချိန်မှာကျွန်တော်တို့ဒီစကားမှာစစ်ကော်မရှင်နဲ့ပြန်ပစ်တယ်ပြစ်တယ်ပေမဲ့ဒီတော်လိုင်းတပ်ဖွဲ့တွေလာတဲ့ဘက်ကိုမပစ်ဘဲနဲ့အဲ့ဘေးနားမှာရှိတဲ့ရွာနေအောင်လှမ်းပြီးတော့ပစ်တယ်အဲ့တော့ရွာထဲမှာရှိတဲ့ကျွန်တော်ပြည်သူတွေကမနေရဲဘူးအပါရေမနေရဲတော့ပြည်သူတွေအခုကြည်လို့ရအောင်ကျွန်တော်ထွက်ပြေးတိတ်ရှောင်နေရတယ်လို့ကျွန်တော်သိရပါတယ် အော်မင်းပြောပုံရဆိုငါတို့ရဲ့ဒီဟိုစကမဒီစတန်နဲ့ ဟုတ်တယ် တက်ကြီးอ่ะ ဟုတ်ကဲ့ เนาะအဲ့တက်ကြီးကနေပြီးအပြေးလာပြီးတော့ဘေးရွာတွေကိုပြစ်နေတယ်ပေါ့ ဟုတ်တယ်ဘေးရွာတွေကိုပြစ်နေတာပါအဲ့တော့ဘေးရွာမှာရှိတဲ့လူတွေကလည်းမနေရဲတော့ထွက်ပြေး ပြေး တိတ် စီ ရှော တာ င် လည်းမရှိတော့ မရှိတော့ဘူးเนาะအဲ့တော့နောက်ထပ်ကျွန်တော်နောက်ထပ်သတင်းလေးရှိသေးတယ်အလားတူပေါ့เนาะဖေဖော်ဝါရီလကျွန်တော်16ရက်နေ့ညပိုင်းကလည်းတဲ့ကျွန်တော်ဒီဘိတ်တဝဲလမ်းပိုင်းပေါ့เนาะအဲ့လမ်းပိုင်းမှာတဲ့ကျွန်တော်ရဲ့ဒီအချမ်းဘတ်စစ်တပ်နဲ့တော်လိုင်း စတန်ဒတ်စစ်တပ်လို့ပြောလိုက်စတန်ဒတ်စစ် ငါပြော ဟုတ်တယ်မဟုတ်မားနေလို့လေ ငါပြောရ ဘာ မှာ ပဲမဟုတ် ငါပြောရမှာ ဟုတ်ကဲ့ပါဟိုလေဟိုစတန်ဒတ်စစ်တပ်เนาะစတန်ဒတ်စစ်တပ်နဲ့ဒီတော်လိုင်းတပ်ဖွဲ့တွေကျွန်တော်တိုက်ပွဲဖြစ်သွားတယ်လို့သိရတယ်အဲ့ဒီမှာလည်းပြောရမယ်ဆိုရင်ဟိုတိုက်ပွဲကဘယ်လောက်ပြင်းထန်လဲမပြင်းထန်လဲတော့မသိဘူးအဲ့မှာလက်ကြီးလက်ငယ်အတန်တွေကိုကျွန်တော်တို့ဟာဒိန်းချင်းတစ်ချိန်ချင်းနဲ့ကြားနေရတယ်ဆိုပြီးတော့ဘေးနားမှာရှိရပြည်သူပေါ့အဲ့နားမှာရှိရပြည်သူတွေကပြောတာကိုကျွန်တော်သိရတယ်အဲ့လိုကျွန်တော်တို့တိုက်ပွဲတွေဖြစ်ပြီးတော့ပြောရမယ်ဆိုရင်ဒီဘိတ်တပွဲလမ်းပိုင်းကစစ်ရေးအနေနဲ့ယနေ့အချိန်ထိကျွန်တော်တင်းမာနေတယ်လို့သိရတယ်အဲ့ကြောင့်ဘာဖြစ်လဲဆိုရင်အခုဆိုရင်ကျွန်တော်တို့ဒီဘိတ်နဲ့တပွဲကိုသွားတဲ့လမ်းကားလမ်းကိုကျွန်တော်တို့လုံးဝပေးမသွားတော့မယ်10လောက်ရှိပိတ်ထားရတယ်လို့သိရတယ် ဒီပုံစံတိုင်းဆိုရင်ငါတို့ဒီဟိုတနေ့ကလည်းမင်းတို့ငါပြောရတယ်ဒီငါတို့ဘေးကော့တောင်းတော့မဟုတ်ကွာဒီဘေးလေချောင်းလိုင်းကိုငါတို့ပိတ်ထားလို့ငါပြောတယ်လေနောင်မှရန်ကုန်လေစိတ်ကိုပြန်သွားရတယ်ဆိုဒီပုံစံတိုင်းဆိုရင်မင်းတို့ပြောတဲ့ဒီမြန်မာပြည်မြေပုံရဲ့အောက်ခြေဘေးကော့တောင်းပေါ့နော်အဲ့နေရာတွေကစစ်တလင်းပြည်ဖြစ်နေတာပေါ့ အဲ့လိုဖြစ်နေအခုကစစ်ရေးကဘယ်တဲ့ဆိုင်နာတာပေါ့ဗျာဘယ်တဲ့ဆိုင်နာတယ်တယောက်အရန်တင်းမှာ ဘယ်တဲ့ဆိုတာပါ ပိုင်နေရှင်းပြတယ်ပေါ့ဗျာ ဒီဘယ်လိုဆိုတာအင်္ဂလိပ်လိုပေါ့နော် ဟုတ်ငါသိတယ်ငါ ဟုတ်တာဗမာလိုကျတော့မျက်နှာချင်းဆိုင်ပြီးတော့ စစ်ဆိုင်နာတာပေါ့ဗျာ နော်ကျွန်တော်တို့ထိတ်တိုက်တွေ့တော့မယ်ကျွန်တော်တို့ဘယင်းကစ်ကလို့ဆိုရင်စီးချင်းထိုးကြတော့မယ်အဲ့ဒီလိုမျိုးရှေ့ကိုတိုးကြတော့မယ်ဘယ်တဲ့ဆိုင်သားပြီးနောက်ကိုပြန်မဆုတ်ချင်းတတိရှိတဲ့လူပြန်မဆု ချိန် တ် ပြ ချင်း င်းတိုက်ပွဲဖြစ်သွားနိုင်တယ် မင်းခုနပြောတယ်ဗာလေစစ်ကပါဆိုင်နာတာ ဘယ်တဲ့ဆိုင်နာတာ စစ်ဆိုင်နာ စစ်ဆိုင်နာတာ မျက်နှာချင်းဆိုင်နာ မျက်နှာချင်းဆိုင်နာ ဒီစစ်ဆိုင်နဲ့ငါတို့ဒီဘက်ကငါတို့ကုန်စုံဆိုင်နဲ့ကဘာ ဒီဘက်မှာစီတိုင်းရှိတယ်အဲ့စီတိုင်းမှာကျတော့အခုကျတော့စစ်တွေဖြစ်နေအဲ့မှာကရင်နီဘက်ပေါ့အဲ့ကနေဒီဘက်ကိုပြန်တက်လို့ရှိရင်ဖားဆောင်တို့ဘာလို့ရှိတယ်ဖားဆောင်ကနေပြီးတော့မသွားချင်းလေဒီဘက်မိုးပြဲကိုသွားလိုက် ရပြီဟိုဘကင်းနီရောက်သွားပြီအခုပြောတာတနေ့နိုင်တိုင်းကိုပြောနေတာတနေ့နိုင်တိုင်းကိုပြောနေတာပေါ်နဲ့အောက်နဲ့ဖြစ်နေပြီဗျအခုကျွန်တော်ပြောတဲ့သတင်းလေးကိုသိလား ဘုံနဝေးတိန်အောင်ဖြစ်နေတယ် ဟုတ်တယ်ဘာနဲ့တူလို့ ဟုတ်ဘာနဲ့တူလို့လဲ အဘာနာနီလို့ဖြစ်တာနေပါလိမ့်မယ်လို့အဲ့တော့အခုဒီကျွန်တော်တို့ဒီတနင်္လာရီတိုင်းပေါ့ဒါရှိတယ်ကျွန်တော်ဘိတ်တဝဲလမ်းပိုင်းကတော့လောလောဆယ်တော့ကျွန်တော်တို့သွားလာမှုကိုကျွန်တော်တို့မလုပ်ကြတော့ဘူးအဲ့လမ်းပိုင်းပိတ်ထားတယ်ကိုကျွန်တော်သိရတယ်ပိတ်ထားတာတော့ကျွန်တော်10လောက်ရှိပြီလို့သိရတယ်ပေါ့ဒါကတော့ဒီ ဘိတ်ရသွားမှာပိတ်ထားရတာ အော်ပေါ့ဒီဘိတ်နဲ့တဝဲနဲ့ကြားပေါ့နော်တဝဲနဲ့ကြားတယ်တဝဲနဲ့ဘိတ်နဲ့ကြားတယ်ကိုသွားအရင်ကကားနဲ့သွားတယ်နော်လမ်းမကြီးမှာဖြူးလို့အခုတော့သွားလို့မရတော့ဘူး အဲ့နောက်မှာဖြူးမျိုးမရှိဘူးဖြူးမျိုးကဘကိုးတိုင်း လမ်းမကြီးကဖြူးနေတာကတ္တရာလမ်းကြီးဖြူးနေတာကောင်းနေတာဩနဝေတိန်တောင်ပါပဲကွာ ဘာလို့ပြောတာလဲ ကားငယ်လေးကိုပြောတာ နဝေးတိန်အောင်မလုံးနဲ့နော်မင်း နော်အဲ့ဒါကတော့အခုကျွန်တော်လက်ရှိကျွန်တော်တို့ဒီတဝဲလို့ဘိတ်တို့မှာဖြစ်နေတဲ့စီးရေးသတင်းလေးပေါ့နောက်ထပ်ကျွန်တော်သတင်းလေးတစ်ခုရှိသေးတယ်အဲ့ဒါကတော့ဗာဝမ်းသာစရာသတင်း ဝမ်းတာလုံးမျက်ရည်များတော့လင်းရှာတယ်လာပြီ ဝမ်းသာစရာသတင်းဒါ ဒါခါတော့စုံလိမ့်မယ်နော်ဘင်းကောက်မကြည့်နဲ့ ဟုတ်အဲ့ဒါကတော့ဗာလဲဆိုကျွန်တော်တို့ရဲ့ဒီစကမရဲ့တောက်တိုင်လို့ပြောရတယ်ကျွန်တော်တို့ဒီပေါက်ကတုံး ဒါပဲ နော်ပေါက်ကတုံးဆိုတာရှိတယ်ပေါက်ကတုံးဆိုတာသိတယ်နော် ငါသိတယ် အဲ့ဒီပေါက်ကတုံးရဲ့ကျွန်တော်တို့လက်ရင်တပည့်ဖြစ်တဲ့ကျွန်တော်တို့ပြူစော်ဒီခေါင်းဆောင်ပေါ့အဲ့ဒီပြူစော်ဒီခေါင်းဆောင်ကိုကျွန်တော်တို့ရဲ့ဒီစကမစစ်တပ်ကဖမ်းယူပြီးကျွန်တော်ခေါ်ယူပြီးစစ်ဆေးနေတယ်လို့ကျွန်တော်သိရတယ် စစ်စစ် ဟိုဒါမလို့အောင်လေကွာဘာပြပြဟဲ့လားဆရာတော်မျက်နှာလည်းရှိ အဓိကလောက်ရမှာ ဟုတ် လောက်ရမှာဘာ ဒါ လို့လောက်ရမလဲ ကျွန်တော်တို့ရဲ့တောက်တိုင်လေကျွန်တော်တို့ အော်ထောက်တိုင်မယ်လေအဓိကသူတို့ငါတို့
ပွန်းလေးတွေလိုမျိုးငါတို့ချကျွေးနေတာအတိကငါတို့ဘာမှမဖြစ်ဘူးပဲ အဲ့ဒီတော့ဘာကြောင့်ဖမ်းတာလဲဘာကြောင့်ခေါ်ယူပြီးစစ်ဆေးတယ်ဆိုတဲ့အကြောင်းအရာလေးတွေကိုကျွန်တော်အဘောက်ကျွန်တော်တင်ပြပေးမယ်နော်အဲ့ဒါကတော့ဘာလဲဆိုတော့မန္တလေးတိုင်းနဲ့ကျွန်တော်ပြည်ကြီးတကွန်တင်းပေါ့နော်ပြည်ကြီးတကွန်မြို့နယ်ဆိုတာရှိတယ်အဲ့မှာတဲ့ပြည်သူပိုင်းမြေယာများကိုသိမ်းယူပြီးတော့အကွက်ရိုက်ရောင်းစားနေသူတဲ့ပေါက်ကတုံးဤတပည့်အရင်ဖြစ်သူကျွန်တော်ပြူစောဒီခေါင်းဆောင်ဆန်ရှားကိုကျွန်တော် ဒိန်းအောင်တော့မဟုတ်ဘူး မဟုတ်ဆန်ရှားကိုတဲ့ကျွန်တော်တို့ဒီစကားမစစ်တပ်ကဖမ်းဆီးပြီးတော့စစ်ဆေးနေရတယ်သိရတယ်အဲ့ဒီကျွန်တော်တို့ပြူစောဒီခေါင်းဆောင်ဆန်ရှားကတော့2024ခုနှစ်မှာကျွန်တော်တို့ဒီတက်ချုပ်ကြီးကိုယ်တိုင်ပေးထားတဲ့ရဲဗလာပါတယ်ရဲပါဆိုတဲ့ဘွဲကိုရထားတာအဲ့ဘွဲရထားတဲ့သူနော်ပြောမှဆိုကျွန်တော်တို့အကြီးသားတောက်တိုင်တက်ချုပ်ကြီးပေးတယ်ကိုယ်တိုင်ပေးတာရဲဗလာမသားဘူးအဲ့ဘွဲရထားတယ် ဘယ်ရဲဗလာမသားဘွဲလေ မသားဘွဲမပေါလေရဲဗလာဘွဲအဲ့ရဲဗလာဘွဲ လူတစ်ခုများပါလာ အဲ့ဘွဲကိုသူကရထားတဲ့သူအခုတော့ဒီကျွန်တော်မန္တလေးနန်းတွင်းထဲမှာခေါ်ယူပြီးစစ်ဆေးခံရနေရတော့သိရတယ်အဲ့ဒါကတော့မန္တလေးတိုင်းပြည်ကြီးတကွန်မြို့နယ်တဲ့ပြည်သူပိုင်းမြေယာများကိုသိမ်းယူပြီးတော့သူကအကွက်ရိုက်ပြီးရောင်းစားနေတဲ့ပြည်တော်သည်ခေါင်းဆောင်ဆန်ရှားအဲ့ဆန်ရှားကိုအခုကျွန်တော်ရဲ့ဒီစကားမှစစ်တပ်ကပဲပြန်လဲဖမ်းဆီးတယ်လို့သိရတယ်နော်ပြောရမယ်ဆိုရင်တဲ့ तू ကဒီပြည်ကြီးတကွန်မြို့နယ်မှာရှိတဲ့ဟိုပါပေါ့မြေလွတ်မြေရိုင်းဒါမှမဟုတ်လေဟိုပါပေါ့ခေဟန်မရှိတဲ့မြေကွက်တွေပေါ့ဗျာအဲ့ဒီမြေကွက်တွေကိုပိုင်ရှင်ပေါ်လာပြီးမင်းတို့ဖယ်ပေးတော့ဒါကျူးကျော်ပုံစံမျိုးပေါ့ဖယ်ပြီးတော့မင်းတို့မနေတဲ့ဒီမြေကွက်ပိုင်ရှင်ပေါ်လာပြီးတော့ तू ကလီရောအတင်းအဓမ္မကျော်လူမိုက်တွေနဲ့ပေါင်းတယ်လူမိုက်ဆန်လူမိုက်တွေနဲ့ကျွန်တော်အဲ့မြေကွက်တွေကိုဖယ်ရှားခိုင်းတယ်ပြီးရင် तू ကဘာလုပ်လဲဆိုတော့အဲ့မြေကွက်ကို तू ကဟိုအကွက်ရိုက်တယ်အကွက်ရိုက်ပြီးတော့ကျွန်တော် grand အတုပါထုတ်တယ် grand အတုပါထုတ်ပြီးတော့ तू ကဟိုဝယ်မဲ့လူတွေကို तू ကရောင်းစားနေတဲ့သူဖြစ်တယ်အမှန် grand အတုမဟုတ်ဂင်ကအစ်စ်ပဲဟုတ်ဒီငါတို့မြေတိုင်းနဲ့စီပင်နဲ့ပေါင်းပြီးတော့သူတို့ကနေတော့တောင်လှုပ်ရှားတာအဲ့ဒါဟုတ်တယ်နော်ဗျ तू ကအခုလိုအဲ့လိုမျိုးလှုပ်ရှားနေတာဆိုတာကလှုပ်ရှားနေတာကြာပြီဘာကြောင့်အခုမှဖမ်းရတာလဲဆိုရင်တော့အခုအဲ့နားမှာရှိတယ်ကျွန်တော်တို့ဟိုသတင်းဟိုပေးတဲ့လူပေါ့ဗျာသတင်းပေးတဲ့လူကဘာပြောလဲဆိုဘာကြောင့်သူ့ကိုခေါ်ယူပြီးတော့စစ်ဆေးနေရတယ်ဆိုရင်တဲ့ဒီစစ်ဗိုလ်တွေကျွန်တော်ဒီမြေကွက်ရောင်းတဲ့ထဲမှာစစ်ဗိုလ်တွေလည်းပါတယ်အဲ့စစ်ဗိုလ်တွေမြေကွက်တွေသူအကွက်ရိုက်ပြီးရောင်းတယ်ရောင်းတဲ့နေရာမှာရတာတဲ့ဝေစုကိုတယောက်တစ်ဝက်စီခွဲပြီးယူရတယ်အဲ့တော့အခုကကျွန်တော်တို့ဒီစစ်ဗိုလ်ချုပ်တွေနဲ့သူတို့နဲ့တာဟာဇာတာမတည့်ဘူးဝေစုမတည့်လို့အဲ့လိုဖြစ်တယ်ဆိုပြီးတော့ဒီအနီးနားမှာရှိတဲ့ခေါင်းပုံဖြစ်တယ်ပေါ့ခေါင်းပုံဖြစ်တယ်ငါတို့အကွက်တွေကြော်တယ်ပေါ့ဟုတ်တယ်အဲ့လိုကြော်စရာတွေအဲ့လိုဖြစ်လို့ဒီကျွန်တော်ရဲ့ဒီစစ်ဗိုလ်ချုပ်တွေအထိနာတယ်ပေါ့ဗျာအထိနာတဲ့အတွက်ကြောင့်သူ့ကိုခေါ်ယူပြီးတော့ကျွန်တော်စစ်ဆေးနေတယ်လို့သိရတယ်ပြီးတော့ဗာလဲဆိုတော့ပြည်သူတွေနေတဲ့ကျွန်တော်ဂယံမရှိတဲ့နေရာတွေပေါ့ဂယံမရှိတဲ့နေရာတွေကိုကျွန်တော်ပိုင်ရှင်ပေါ်လာပြီခုနကကျွန်တော်ပြောတဲ့လူမိုက်တွေနဲ့ပေါင်းပြီးတော့ကျွန်တော်အတင်းဖယ်ခိုင်းတယ်ပယ်ခိုင်းပြီးတော့သူတို့တွေအကွက်ရိုက်ပြီးတော့ရောင်းစားနေတယ်ဆိုပြီးတော့ဒီမြေကွက်အကျိုးဝယ်ရောင်းလုပ်နေတယ်အကျိုးတော်ဆောင်ပေါ့နော်အဲ့ဒီလူတွေကနေပြီးတော့ကျွန်တော်တို့သတင်းပို့ထားတာရှိတယ်ပေါ့နော်နာမည်ဆိုးပြေကျွန်တော်ကြော်ကြားနေတော့တဲ့ကျွန်တော်ပြူစောဒီခေါင်းဆောင်ဆန်ရှားတဲ့မြေကွက်သိမ်းယူအကွက်ရိုက်ရောင်းချသည့်အပြင်တဲ့စစ်မှုထမ်းကျွန်တော်တို့အကြောင်းပြပြီးတော့ကျွန်တော်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးတယ်ပြီးရင်ကျွန်တော်လောင်းကစားဝိုင်းနေကျွန်တော်ထောင်းတယ်ပြီးရင်ကျွန်တော်မွေးစေဝါရောင်းနေသူဖြစ်တယ်ပြီးရင်ကျွန်တော်တို့ဒီနှလုံးသုံးလုံးဟိုတစ်လုံးပေါ့နော်ဒီဘောလုံးဒီပိုင်းလုံးတဲ့ဒီလောင်းကစားသမားတွေရှိရတယ်သူကပုံမှန်ကျွန်တော်တို့စက်ကြီးကောက်ခံနေတဲ့သူလည်းဖြစ်တယ်လို့သိတယ်အဲ့တော့ဒီရာဇဝတ်ပုံများစွာကို तू ကပါဝင်ပတ်သက်နေတဲ့ပုံကိုဖြစ်တယ်လေကြောင်းဆိုပြီးတော့ဒီစကားမတွေကူခေါ်ပြီးတော့ကျွန်တော်ဖမ်းပြီးတော့စစ်ဆေးနေလေလို့တော့သိရပါတယ်ဗျဒါတော့စစ်ဆေးမယ်ဆိုပြန်လွတ်ပေးတင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီဟာတွေကမွေးစေဝါရောင်းတာ तू သုံးဆွဲတာမှမဟုတ်တာဟုတ်တယ်မဒါဖမ်းလို့မရဘူးလीနော်ဒီနှလုံးဒီဘာညာဆိုတော့လေ तू က तू ကိုယ်တိုင်ရောင်းတာမဟုတ်ဘူး तू ကဟိုဒါဟိုတန်ရတန်ကြီးလေးတော့တောင်းတာတောင်းပြီးတော့အဘားတို့ပေးတာဟုတ်တယ်မလားဗျအဲ့လိုပဲဖြစ်လေဘာလဲမင်းရပါလေဘာလဲဗျမိချောင်းမင်းရေခင်းပြနေမဟုတ်ပါဘူးနွားရှိထုံကျူးနေဟုတ် तू အဘနွားပြစ်သွားမှာဗောအေးဗောမိချောင်းမင်းဆိုလေတလိမ့်ဆန်ပဲဟာဟဲ့ဟုတ်တယ်ဘာနွားတော်သေးတယ်ဘာကျွေးမဖြစ်စေကျွေးပါဆောင်တီးပြီးပြောရမှာဟုတ်ကျွေးနေပြီလားခံပေကက်ကဲတော့ရှုပ်နေပဲလူးဟောဟုတ်လေပြောပြလိုက်နွားနဲ့ကျွေးနေကွာတယ်လို့အဲ့လိုမျိုးကျွန်တော်တို့အခုတော့ပြောရမှာဆိုရင်စံရှားကိုတော့စစ်စာမေးတာလုပ်ပြီးသွားရင်တော့ပြန်လွတ်လာဖို့အခြေအနေတော့များတယ်လို့သိရတယ်ကျွန်တော်သတင်းရတယ်ဘာကြောင့်လဲဘာကြောင့်ပြန်လွတ်ဖို့အခြေအနေများလဲဆိုရင်တဲ့ तू ကကျွန်တော်တို့ပြောမယ်စစ်တပ် lobby မဘာသာနဲ့အမျိုးသားရေးအစွန်းရောက်ပေါက်ကိုတော်ရဲ့ကျွန်တော်လက်ရင်းတစ်ပည့်ဖြစ်တာအကြောင်းမကြခင်မှာတော့ပြန်လဲလွတ်မြောက်လာဖို့ရှိတယ်ဆိုပြီးတော့ကျွန်တော်သိရပါတယ်ဗျဘာပဲပြောကွာသူတို့ပြန်လွတ်မှာပဲသူတို့နည်းနည်းဟိုပြည်သူတွေဥစ္စာဖြစ်ငါတို့တော့ဖမ်းပြီးတော့ငါတို့စစ်လိုက်တယ်ထိမ့်သိမ့်လိုက်တယ်ဘာညာဒီဥစ္စာလေးပဲလုံးလိုက်မှာငကိုလေးကတော့မဖမ်းဘူးသူဘာလို့လဲဆိုတော့သူ့ကိုဖမ်းပြီးတော့ကျွန်တော်တို့တစ်ခုလုံးလိုက်မှဆိုရင် तू ကလည်းဖော်တော့မှာဟုတ်ဖော်တဲ့ခါကျရင်ကျွန်တော်တို့ဒီမှာဘာလို့ရှင်းပါပါတယ်ကျွန်တော်တို့အရင်တော့ဖော်ကောင်ဘာညွန့်ဖော်ကောင်ဘာညွန့်ဖော်ကောင်ဆန်ရှားဖြစ်သွားလိမ့်မယ်ဟုတ်ကဲ့အဲ့ဒါကတော့ဒီမန္တလေးမြို့မှာဖြစ်တဲ့သတင်းလေးပေါ့နော်နောက်ထပ်သတင်းလေးတစ်ခုရှိသေးတယ်အဲ့ဒါတော့ဘာလဲဆိုတော့ကျွန်တော်တို့ဒီဘက်ကစကားမှစစ်သားတော်လိုင်းရေးဘက်ကိုကျွန်တော်အလင်းဝင်သွားတယ်ဆိုတဲ့သတင်းရှိတယ်အဲ့သတင်းလေးပြောပြပေးမယ်အလင်းဝင်သွားတယ်ဒါမဲ့ဒီပုံစံတိုင်းဆိုရှိတော့မှာမဟုတ်ဘူးအများကြီးတော့မဟုတ်ပါဘူးဗျဒီနေ့အလင်းဝင်တယောက်ပဲဝင်ဟောတယောက်ပဲဝင်တနက်ပါသွားသေးလားတနက်တော့မပါဘူးထင်တယ်နော်တနက်မပါဘူးလားတနက်မပါဘူးတော်သေးတော့ပါနော်တနက်ပိုင်တော့ तू စုချင်းဝင်ရမှာတနက်မပါတော့ तू စုချင်းဝင်တော့မရတော့ဘူးဒါမဲ့ तू အသက်မသေးတော့နော်ဒါလည်းသေးတာရှိတယ်အဲ့ကိုလည်းဝစ်ကျသွားပြီဝစ်ကျသွားပြီနော်အဲ့သတင်းလေးပြောပြမယ်နော်အဲ့ဒါကတော့ဗာလဲဆို2025ခုနှစ်တဲ့စက်တင်ဘာလအတွင်းမှာတဲ့
အတင်းအားဓမ္မကျွန်တော်ပေါ်တာဆွဲဖမ်းဆီးခံရပြီးတော့စစ်မှုထမ်းတပ်သားတွေအဖြစ်ကျွန်တော်စုဆောင်းခံရတော့တဲ့အဆိုပါစစ်သားသည်တဲ့ပခုတ်ကူမျိုးအခြေဆိုင်တက်မ131တို့ရောက်ရှိစဉ်101ပေါ့နော်တက်မ101ကိုရောက်ရှိစဉ်တဲ့မုံရွာခရိုင်အမှတ်12တရင်တက်ခွဲ3လျှက်စီးတက်ခွဲထံတို့တဲ့ဆက်သွယ်ပြီးတော့ကျွန်တော်တို့ထွက်ပြေးလာပြီးတော့အလင်းဝင်သွားတယ်လို့ကျွန်တော်သိရပါတယ်ဗျအလင်းဝင်သွားတဲ့သူကတော့ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတော့ကျွန်တော်မသိရသေးဘူးပေါ့နော်သိရရင်တော့ကျွန်တော်တင်ပြပေးမယ်ဒီထဲမှာတော့ကျွန်တော်တို့ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတော့မသိဘူးကြက်မက်လေးလုံးကြပါလို့ပြောလို့ပါငါတို့ဘက်ကတဖြည်းဖြည်းနဲ့ပြုတ်ပြုံနေပြီဟိုဘက်ကအလင်းဝင်သွားတယ်တေးတာနဲ့အဲ့လိုမျိုးတွေဖြစ်နေကွာကြက်မက်လေးလို့ပေါ့ငါတို့နောက်တော့ပေါ်တာဆွဲဖို့တူလည်းမရှိတော့ဘူးဟုတ်အဲ့လိုမျိုးကျွန်တော်တို့အမျိုးပေါ့နော်ကျွန်တော်တို့ရှိမှာကဆိုအလင်းဝင်တဲ့လူရှိတယ်ဖမ်းခံတဲ့လူရှိတယ်ဟဲ့လားအဲ့လိုတွေဖြစ်နေတယ်တေတဲ့လူတွေရှိတယ်ဒဏ်ရာလူတွေရှိတယ်ကျွန်တော်တို့ဒီမှာစစ်ပွဲမှာကအခုတိုက်နေတဲ့စစ်ပွဲမှာလည်းကျွန်တော်တို့ဘက်ကရှုံးနေမှုတွေဘယ်လောက်ရှိလဲကျွန်တော်တို့နိုင်ငံကြီးကဘယ်လိုဖြစ်နေပြီလဲဆိုတာကိုကျွန်တော်တို့နိုင်ငံသားတွေမဟုတ်ကျွန်တော်တို့ဒီကဘာမှာရှိတဲ့ကျွန်တော်တို့စောင်းမရှင်တွေရှိမယ်ကျွန်တော်အဲ့ဒါတွေကနေပြီးတော့ပြောတဲ့စကားတွေလည်းရှိတယ်ဟုတ်ကဲ့အဲ့စကားလေးကိုလည်းကျွန်တော်အပေါက်တင်ပြပေးမယ်သူတို့နိုင်ငံမဟုတ်ဘဲနဲ့သူတို့ကဘာတွေဝင်ပြီးအားချောင်းနေရလဲမဟုတ်အားချောင်းနေစကားပြောတဲ့စကားဘောင်ဝင်လူဘိန်းတွေးဟုတ်တယ်လေဟိုတော့တကယ်ပညာရှင်တွေကဝေဖန်တော့လက်ခံရမယ်လေသူတို့ကအားချောင်းတာမဟုတ်ဘူးသူတို့ဟောတယ်မှာသူကအမှန်တရားကိုထောက်ပြလက်ခံမှာမင်းကဘယ်ဘက်ကလဲဘာဘက်ကဆိုမပြောနဲ့အဲ့စကားဘာစကားတွေကိုသူတို့ကကြားရင်ဘာခွေးလုံးဖြစ်ပြီကြားမကြားကွာကြားလဲငောင်းတဲ့ view site တာမဟုတ်ဘူးဟုတ်ကဲ့ပါအဲ့တော့ဒီသတင်းလေးကိုကျွန်တော်တင်ပြပေးမယ်နော်အဲ့ဒါကတော့ဗာလဲဆိုကျွန်တော်အကျမ်းဘတ်စစ်တပ်ရေးတဲ့ကျွန်တော်တို့အခုကအကျမ်းဘတ်စစ်တပ်လို့ပဲသူစထဲမှာအကျမ်းဘတ်စစ်တပ်လို့ပဲရေးတာဘာကတော့ဒီလိုပဲခေါ်တာပဲဗျအကျမ်းဘတ်စစ်တပ်ရေးတဲ့ကျွန်တော်ရွေးကောက်ပွဲပြီးစီးသွားပြီဖြစ်တော်လေတဲ့ယိုရင်းပျက်စီးမှုများစွာဖြင့်မြန်မာနိုင်ငံမှာတဲ့ကြာရှုံးနိုင်ငံအစ်စ်တက်ကြော်လွန်၍နလန်ထူရန်လမ်းစားပြောင်းနေသည့်မျော်လင့်ချက်မဲ့တဲ့နိုင်ငံတစ်ခုဖြစ်နေကြောင်းတဲ့နိုင်ငံတကာရေးရာများကိုလေ့လာသုံးသပ်မှုများအစဉ်တစိုက်ကျွန်တော်ရေးသားနေတယ်တဲ့ကျွန်တော်တို့ Asia Forum ပေါ့အဲ့အနေပြီးကျွန်တော်ဖော်ပြထားတယ်လို့သိရပါတယ်သူပြောချင်တဲ့သဘောကတော့ဒီတဲကန္နာရထဲမှာဟိုလမ်းလာသားရွယ်လေးနော်ဘယ်သွားမှမသိအစာပြက်ရေငတ်နဲ့ဖြစ်နေတဲ့ဘဝကျွန်တော်တို့ဘဝတွေကအဲ့လိုဖြစ်နေတယ်ကျွန်တော်နိုင်ငံကြီးကဟိုနလန်ထူဖို့တော့အင်မတန်ကျွန်တော်ခက်ခဲနေတဲ့နိုင်ငံတနိုင်ငံဖြစ်နေတယ်လမ်းတော်မလျှောက်နိုင်သေးတဲ့ရွယ်လေးပါပြောတဲ့လူကလည်းကျွန်တော်ပြောရမယ်လမ်းဘေးကလူကပြောတာမဟုတ်ဘူးနော်အဲ့ဒီရေးတဲ့စောင်းမရှင်ကဘယ်သူလဲဆိုရင်အမေရိကန်အစိုးရဘန်နာရေးဝန်ကြီးဌာနရဲ့စီးပွားရေးပညာရှင်ဟောင်းတဦးဖြစ်တယ်သူကနေပြီးတော့သုံးသပ်ပေးထားတာကျွန်တော်တို့နိုင်ငံကြီးကပျက်စီးရုံနေမကောက်နလန်ထူဖို့တော့မှတော်တော်ကြီးကိုကျွန်တော်တို့အချင်းနေစိုးနေတဲ့နိုင်ငံတနိုင်ငံဖြစ်တယ်လို့ပြောရတာမင်းတို့ပြောပုံရဆိုရင်ဒါကမ်းမမြင်လမ်းမမြင်ဖြစ်နေတာအဲ့လိုဖြစ်နေတယ်ဒါပေမဲ့အဲ့ဒီသတင်းကိုကြားလဲကြားတော့ကျွန်တော်တို့တက်ချုပ်ကြီးလဲဘယ်ရမလဲသူဥဆောင်ထားတယ်ကျွန်တော်တက်ချုပ်ကြီးဥဆောင်ထားတယ်ကျွန်တော်တို့ဒီစက်ကမှဒီနိုင်ငံကြီးကဟုတ်တယ်မလားဟုတ်တယ်အဲ့တော့အဲ့သတင်းကိုကြားလဲကြားတော့ तू ကဘာလုပ်လဲဆိုတော့နိုင်ငံကြီးတိုးတက်အောင်လုပ်ရမယ်ဒါပေါ့နိုင်ငံတိုးတက်အောင်လုပ်မယ်နိုင်ငံမတိုးတက်အောင်ဘာကြောင့်မတိုးတက်တာလဲဆိုတော့ပညာရေးအားနဲ့လို့မတိုးတက်တာအဲ့တော့ तू ကပညာရေးကို तू ကမြင့်တင်ရမယ်ဆိုပြီးတော့ तू ကအားချောင်းလာတဲ့ဟာလေးရှိတယ်အဲ့ဒါကြီးဖတ်ပြပေးမယ်။နော်အဲ့ဒါကြီးပြောပညာမေးကဟုတ်တယ်ဒီစကားပြောတယ်ဟုတ်တယ်နောက်ထပ်ရှိသေးတယ် तू ပြောတဲ့စကားကြီးရှိသေးတယ်နော် तू ကဘာပြောလဲဆိုတော့တက်ချုပ်ကြီးကဘာပြောလဲဆိုတော့နိုင်ငံမငြင်းချမ်းခြင်းနဲ့မတိုးတက်ခြင်းမှာတဲ့ပညာရေးကြောက်ဥဆိုကားတဲ့ပညာရေးစနစ်တစ်ခုလုံးကို तू ကအပြောင်းလဲလုပ်မယ်ဆိုပြီးတော့တက်ချုပ်ကြီးကပြောတယ်လို့သိရတယ်အဲ့လို तू နောက်လုံးမယ်ကျွန်တော်တို့ဒီပညာရေးအပြောင်းလဲမှာပေါ့တင်ယုံညွှန်းတန်းနေအားလုံးကိုတဲ့အင်္ဂလိပ်ဘာသာအစားမြန်မာဘာသာစကားဖြစ်ကျွန်တော်ပြောင်းလဲဖို့ဆိုပါရှိတယ်ပညာရှိကြီးဟုတ်လူမျိုးတင်ဘယ်လောက်များပုံစော်နံလိုက်မလဲဟုတ်တယ်တက်ဖို့ကမဘိန်းတော့ပညာတွေဘာတွေဒါဆိုရင်ဒီတင်ယုံညွှန်းတန်းထဲမှာအင်္ဂလိပ်စကားကို तू ထည့်ပြီးတော့ရေးစရာမလိုဘူးဗမာစကားနဲ့ပဲကျွန်တော်ရေးရမယ်ဆိုပြီးတော့ဒါပြဋ္ဌာန်းရမယ်ဆိုပြီးတော့ तू ကပြောတယ်လို့သိရတယ်ပြီးရင်ထပ်ပြီး तू ကအားချောင်းတာရှိသေးတယ်ဘာအားချောင်းလဲအားချောင်းတာမှတက်ချုပ်ကြီးမှာအစ်တက်ချုပ်ကြီးမှာအစ်။ तू ကဘလို့အားချောင်းလဲဆိုရင်တဲ့ပညာမတက်လို့ဒီလိုလက်နက်ကင်ပဋိပက္ခတွေဖြစ်နေတာပါတဲ့။ပညာမတက်လို့စဉ်းစားဉာဏ်နဲ့တဲ့နိုင်ငံတနိုင်ငံမှာတဲ့အခြေခံပညာအထက်တန်းအဆင့်တောင်မရောက်တဲ့သူတွေကများတယ်လို့သိရတယ်တဲ့။နိုင်ငံမတိုးတက်တာပညာမတက်လို့အဲ့ဒါကြောင့်ပညာရေးကဏ္ဍအပြောင်းလဲမဖြစ်မနေလုပ်ရမယ်လို့ तू ကပြောတယ်။လိုအပ်တယ်တဲ့ကျွန်တော်တို့အကြံဉာဏ်တွေစာတမ်းတွေအကြံပြုချက်တွေဆွေးနွေးပွဲတွေစာတမ်းဖတ်ပွဲတွေဒါတွေလည်းသူတို့လုပ်ရမယ်နော်။အဲ့ဒါတွေကိုဘယ်တော့လုပ်မှာလဲဆိုလာမယ့်အခုအစိုးရသစ်လက်ထက်မှာဒါတွေကိုအကောင့်ထဲပေါ်ပြီးပညာရေးစနစ်ကိုအပြောင်းလဲလုပ်ရမယ်ဆိုပြီးတက်ချုပ်ကြီးကထပြောသေးတယ်ဟာကွာ तू ကတော်တော်တက်နေတာဟုတ်ကဲ့तू ပြောလိုက်တဲ့ထဲမှာတော့တော်တော်ပညာရှိနေတာဟုတ်လာမယ့်နှစ်ခေါ်ရှိပါအောင်ပြီးတော့နောက်ထပ်မင်းပြောပုံရဆို तू ကတေပြီးရမယ့်ပုံစံဖြစ်နေတယ်တေတော့မှာပါအခုကတော့မှလဲဆိုတော့အခုလိုတိုင်းပြည်မှာပဋိပက္ခတွေဖြစ်နေတာကပြောရမယ်ဆိုတိုင်းသူပြည်သားတွေကပညာမတက်လို့ပညာအားနည်းလို့အဲ့တော့ तू ပညာရေးကို तू ဟိုတိုးတက်အောင်လုပ်ရမယ်ဆိုပြီးပြောရတယ်ပြီးတော့ဒီကျွန်တော်တို့ဒီဟိုပြောရမယ်ဆိုမြန်မာပြည်တွင်းမှာရှိတဲ့
ဗမာလူမျိုးတွေရှိမယ်ကျွန်တော်တိုင်းသားလူမျိုးတွေရှိမယ်ထပ်ပြီးတော့ तू ကပြောတာရှိသေးတယ်တိုင်းသားတွေကိုပြောတဲ့စကားရှိသေးတယ်ဘာပြောလဲဆိုရင်တိုင်းသားများမှာတဲ့ပညာမတက်ကြောင်းတဲ့ဘာစဉ်းစားကြည့်သူများကိုသွားပုတ်ခတ်တာတိုင်းသားတွေဟာတဲ့ပညာမတက်ကြောင်းတဲ့ပညာရေးလိုအပ်ချက်ရှိသည့်တိုင်းသားများအတွက်ပညာရေးမြင့်တင်ရေးလုပ်ငန်းများကိုအလေးထားဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်းတဲ့တိုင်းရင်းသားများကိုတဲ့ပညာတတ်အောင်လှုပ်ဆောင်ပေးခြင်းသည်တဲ့တိုင်းရင်းသားအခွင့်အရေးဖြစ်စည်းပေးခြင်းဖြစ်သည်ပြောဆိုသွားပါတယ်တဲ့ဟုတ်ပြီအဲ့ဒါဆိုမျိုးငါပြောပြမယ်အရင်တော့ဥစ္စာနဲ့ငါပြောပြအရင်တော့ကဒီငါတို့ဒီအာရှမှာမြန်မာနိုင်ငံရဲ့တက္ကသိုလ်လာမတက်နိုင်ရင်ဒါပညာတတ်လို့မတတ်မှာလူရမဝင်ဘူးတော့ထင်ခဲ့ရကြတယ်အဲ့လိုမျိုးဟုတ်ပြီအဲ့ဒါဆိုရင်ငါတို့88နောက်ပိုင်းမှာပညာရေးကိုစုပ်ယုံအောင်လုပ်တာဘယ်သူတွေကလုပ်တာလဲအဘတို့တက်ချုပ်ကြီးတို့လုပ်တာလေစစ်တပ်ကလုပ်တာဟုတ်ပြီအခုကနေပြီးအာဏာပြန်သိမ်းပြီးတော့အခုစာတွေကိုပြောင်းပြန်ပြီးလုပ်မယ်အင်္ဂလိပ်စာတွေကိုမထည့်ဘူးဆိုအင်္ဂလိပ်စကားဆိုတာအင်္ဂလိပ်စာဆိုတာကဘာသုံးလေကွာ international လေအဲ့ तू နားမလဲ international ကို तू နားမလဲဘူးအဘရဲ့ तू နားမလဲတဲ့အတွက် तू မတက်တာဘူးပြည်သူတွေအကုန်လုံးမသိရအောင် तू ကနေအဲ့လိုမျိုး तू ကနေပြီးတော့အင်္ဂလိပ်လိုမပြောနဲ့ဗျ तू အင်္ဂလိပ်လိုမှမတက်တာအဘတက်ချုပ်ကြီးကိုတွေ့ရင်တခွန်းပဲပြောလိုက်တက်ချုပ်ကြီး globalization ကမ္ဘာကြီးကရွာကြီးတွေကဖြစ်နေပြီအဲ့ globalization တော့မှ तू မပြောတတ်ဘူးရှာခလုတ်တိုက်နေအဲ့ဒါကို तू ကအခုဒီမှာတင်ယွန်းညွန်းနဲ့မှာအင်္ဂလိပ်စာမထည့်ဘဲနဲ့ဗမာစာတွေပဲထည့်ရမယ်လို့ပြောသွားတယ်အင်္ဂလိပ်စာမထည့်တာဆို तू အင်္ဂလိပ်စာမတက်လို့မထည့်ခိုင်းတာလေအဲ့လိုပြောရမယ်ဆိုရင် तू ကနိုင်ငံတစ်ခုကိုကဲ तू ပြောတဲ့ရှေ့စကားနဲ့နောက်စကားနဲ့ညီလားမညီလားဆိုတော့ကျွန်တော်တစ်ခုပြောပြပါဦးမယ် तू ကအခုဘာလုပ်လဲဆိုတော့နိုင်ငံမတိုးတက်တာပညာအားနဲ့လို့မတိုးတက်တာအဲ့တော့ပညာရေးကို तू ကတိုးတက်အောင် तू ကလုပ်ရမယ်နော်ပြောရမယ်ဆိုရင်အခြေခံကျွန်တော်သင်ရိုးတွေလည်းပြောင်းရမယ်ကျောင်းစာတွေသင်ရမယ်အဲ့လိုပြောနေပြီနဲ့ပညာရေးစနစ်ပြုပြင်ပြောင်းလဲဖို့ तू ကပြောဆိုနေတယ်အဲ့လိုပြောဆိုနေပြန်မယ်လေသူကျွန်တော်ပြောမယ်သူ့ရဲ့တက်ချုပ်ကြီးရဲ့ကျွန်တော်မိမလေးရှိတယ်မိမလေးကျွန်တော်9ယောက်ရှိတယ်အဲ့ဒီမိမလေး9ဦးကိုကြတော့ပညာရေးဝန်ကြီးဌာနလက်အောက်မှာရှိတယ်ကျွန်တော်အစိုးရကျောင်းတွေမှာမထားဘူးနိုင်ငံခြားမှာထားအစိုးရကျောင်းတွေမထားပဲတဲ့မိသားစုပိုင်ကိုပိုင်အထက်တန်းကျောင်းမှာပဲကျွန်တော်ထားတယ်ဆိုသိရပါတယ်အဲ့လေသူကိုယ်တိုင်ကပညာရေးမြင့်မားမှာတိုင်းပြည်မြင့်များမယ်အဲ့တော့ပညာဟိုဘောနိုင်ငံထဲမှာရှိတဲ့ကျွန်တော်အခြေခံကျောင်းတွေမှာကျွန်တော်တို့တင်ယွန်းညွန်းနဲ့ပြင်မယ်ဘာညာလုပ်ရမယ်အားလုံးပညာတတ်ဖြစ်အောင်လုပ်မယ်လို့ပြောနေပြီးတော့သူ့ရဲ့ညီးတွေကြတော့ဒီအစိုးရကျောင်းမှာမထားဘဲနဲ့ကိုပိုင်ထက်တန်းကျောင်းမှာထားတယ်ဆိုတော့ရှေ့စကားနဲ့နောက်စကားညီလားဩရှေ့စကားနဲ့နောက်စကားမညီတာအခုမှမဟုတ်ဘူးအာနာမသိငင်နေရမညီတာပြောလိုက်ရင်တကယ်ဗလီဗလားပြောတော့မှာတက်ချုပ်ကြီးမှာအစ်ဗလီဗလားနဲ့တကယ်ပါဗျတန်းတယ်လေးခုတန်းတယ်လေးတင်ပြမဲ့သတင်းလေးတွေတင်ပြလိုက်အဲ့ဒါဘာမှလဲဆိုတော့ဗျမော်လမြိုင်မြို့မှာတဲ့စစ်တပ်ကလူငယ်30ကျော်ပေါ်တာဆွဲဖမ်းဆီးတယ်တဲ့နော်ပြီးတော့ဖြာပုံမှာလဲစစ်မှုရန်ကြီးလားစဉ်ပေးနေသည့်လူငယ်များကိုပေါ်တာဆွဲဖမ်းပြီးတဦးလည်းရင်ငွေကျပ်360ပြီးပြန်ရွေးခိုင်းနဲလား160ဆိုတော့နဲလား360မရှိတဲ့လူတွေဖို့1000တောင်မရှိဘူး1000တောင်မရှိဘူးဗျဒီမှာတစ်နေ့လောက်တစ်နေ့စားနေရပါဒီ160ဘယ်မှတော့ရှာမလို့ဒီလိုအောက်တန်းသားတွေအုပ်ချုပ်နေဒီလိုပဲပြည့်နေမှာပဲဗျဟုတ်တဝဲရင်းနဲ့တိုက်ပွဲပြင်းထန်ခဲ့သောနီးပညာတက္ကသိုလ်အနည်းရှိကျေးရွာများကိုမနက်ကကျွန်တော်ပြောတဲ့အထဲမှာပါတယ်လေနော်အမှဗာလဲ19ဟိုဒါဗာလဲ17ယောက်ရှင်ဖမ်းမိတယ်19ဦးသေးတယ်တနက်18လက်ဟုတ်ပါပြီတဝဲရင်တိုက်ပွဲပြင်းထန်ခဲ့သောနီးပညာတက္ကသိုလ်အနည်းရှိကျေးရွာများကိုစစ်တပ်ကတနက်ပြစ်ဖောက်၍ဝင်ရောက်စီးနင်းနေတယ်ပြီးတော့ကောလင်းတွင်လဲနော်ဝင်းတို့ကောလင်းတွင်လဲထောင်ထဲချီသောစစ်ပေးရှောင်ပြည်သူများစားနပ်ရိက္ခာတွေလိုအပ်နေတယ်ပါတယ်နော်အဲ့ဒါကြီးကမင်းသွားမပြောနဲ့ပြောလဲဖြည့်ဆည်းပေးမှာမဟုတ်ဘူး तू ကဖြည့်ဆည်းပေးမှာမဟုတ်ဘူးဒါနဲ့ तू တပုတ်တည်းပဲကြည့်မှာပြည်သူတွေရှိရတော့မှလူရက်နေတဲ့ကိစ္စကိုအဲ့ဒါဆိုရင်ဒီနေ့ပေါ့နော်ဒီဟိုတဝယ်က GDC ကျောင်းသားမှာဖြစ်တဲ့ကိစ္စတွေဘာတွေပေါ့အများကြီးမနေ့ပြန်ကြရင်တေစင်းတွေထွက်လာအောင်နော်အဲ့တော့18ရက်2လ2026မှာအဘသဘဲတွေရဲ့တေစင်းလေးကိုတားငယ်လေးဖတ်ပြမယ်ဟုတ်တယ်လေရတယ်မြို့လည်းငါပါဖတ်ပြလို့ငါပြောနေအဲ့ဒါကတော့ဗမာလဲဆိုတော့တနင်္လာရီတဝယ်မြို့နယ်မှာအသေးများမယ်နော်ဗျအသေးများမယ်ဘယ်နေရာလဲတော့မသိကျွန်တော်နောက်နေ့ကျရင်ပြောမယ်နော်စကိုင်းတိုင်းဝက်လက်မြို့နယ်မှာ6ဦးသေတယ်ဗျကရင်ပြည်နယ်ဖားပုံခရိုင်မှာ6ဦးသေတယ်ဒီဘက်မထုံးနဲ့မကွေးတိုင်းဂံကောမြို့နယ်မှာ2ဦးဘိုးကအဲ့လိုပြောနေတယ်မကွေးတိုင်းဂံကောမြို့နယ်မှာ2ဦးသေတယ်ဗျမကွေးတိုင်းပခုတ်ကူမြို့နယ်မှာ1ဦးအလင်းဝင်တယ်ခုနပါပြီးပါပြီနော်အဲ့ဒီတော့18ရက်2လ26မှာအသေးများတာမပါဘောနော်ဟိုလင်းဝင်တာရဲ့တေဆုံးတာရဲ့အားလုံးပေါင်း15ဦးဖြစ်ပါတယ်ဗျဟုတ်တယ်နော်အားလုံးပေါင်း15ဦးဖြစ်ဘာဖြစ်လို့လဲဆိုတော့တော်လိုင်းရေးရတဲ့တနေ့နဲ့တနေ့တည်တဲ့လူတွေကအများကြီးပဲများလာပြီကြီးတဲ့များလာဖို့ပဲရှိတယ်ဘာဖြစ်လို့လဲဆိုတော့တော်လိုင်းရေးရဟိုဆိုအမြန်ပြီးနေပြီအခုဆိုရင်တပ်ပေါင်းစုတွေဖွဲ့လာပြီနော်တပ်ပေါင်းစုတွေဖွဲ့လာပြီအဲ့ဒီကြားထဲမှာဟိုကန့်လန့်ဒီကန့်လန့်နဲ့ပါတဲ့လူတွေလည်းမစင်းသားနဲ့အဲ့ဒီဖြတ်မြင်းတွေကိုလေတော်လိုင်းရေးအဖွဲ့တွေကအပြက်ပြင်းတော့မှာအဖရဲ့